မင်္ဂလာပါဗျဒီနေ့မှာတော့ဒီရှောင်းလွင်ပိုင်းဆိုတဲ့အင်ရှင်စကားလေးကိုကြည့်ရှုရမှာပါအသက်၈နှစ်အရွယ်ရှောင်းလွင်ဖုန်ကြီးလေးရဲ့ကြီးနူးဖွယ်ရာစွန်စားခန်းလေးတော့ကိုပြပြသွားမှာပါဇလန်းကအသက်၈နှစ်အရွယ်ရှောင်းလွင်ဖုန်ကြီးလူဟာရှေးဟောင်းရှောင်းလင်ဖះเจ้าတဲ့ကိုဝင်လာတာနဲ့စတင်ပါတယ်သူတဲကိုဝင်လိုက်တာနဲ့အေးရမတကားကြီးတွေပိတ်သွားပါတယ်ဒါပေမဲ့ဒီကလေးကတာမန်ကလေးတစ်ယောက်မဟုတ်ပါဘူးသူကငယ်ပေမဲ့အလွန်ကျွမ်းကျင်တဲ့ကိုယ်ခံပညာရှင်တစ်ယောက်ပါသူ့နာမည်ကေရှောင်းယူပါသူကအသက်၃နှစ်အရွယ်ကလေးကကွန်ဖူးကိုလေ့ကျင့်နေတာပါဒီနေ့မှာတော့အသက်၈နှစ်အရွယ်ပဲရှိသေးပြီးသူ့ဘဝရဲ့အကြီးမားဆုံးစမ်းသပ်မှုကိုရင်ဆိုင်ရတော့မှာပါဖះเจ้าထဲမှာရီရှက်ယူကအကြီးတန်းကျောင်းသား၃ယောက်ကိုစိန်ခေါ်ဖို့အသင့်ရှိနေပါတယ်အမွေးတိုင်မကုန်ခင်သူတို့ကိုအနိုင်ယူရပါမယ်မဟုတ်ရင်စမ်းသပ်မှုမှာကြာရှုံးမှာပါပထမဆုံးအကြီးတန်း၂ယောက်ကအစွမ်းကုန်စူးစမ်းကြပေမဲ့အမွေးတိုင်ရဲ့တဝက်လောက်မှာသူတို့ကိုအနိုင်ယူပြီးသားပါရှောင်းရဲ့လှုပ်ရှားမှုတွေကထက်မြက်မြက်ဆန်ပြီးကြည့်ကြပါတယ်သူကသူတို့၂ယောက်လုံးကိုအလွယ်တကူအနိုင်ယူလိုက်ပါတယ်ပြီးတော့နောက်ဆုံးအကြီးတန်းစစ်မှန်တဲ့ဆရာတယောက်ရောက်လာပါတယ်သူတို့ရဲ့တိုက်ပွဲကဖះเจ้าချမ်းပြင်ကိုတုံလို့စေပြီးတယောက်ချင်းစီကနောက်ဆုံးထိမြန်တဲ့တိုက်ခိုက်မှုတွေတိုက်ခိုက်ခဲ့ပေမဲ့အမွေးတိုင်တွေလောင်ကျွမ်းသွားတဲ့အချိန်မှာပဲတိုက်ပွဲကရပ်တန့်သွားပါတယ်ရှောင်းဟာစာမွေးပွဲအောင်မြင်သွားပြီးဖះเจ้าထဲကနေထွက်လာရင်ခုံယူစွာပြုံးလိုက်ပါတယ်အပြင်ရလိုက်တာသူ့ဆရာကြီးစီကစီနီယာ၃ယောက်ကမင်းကို88.88မှတ်ပဲထားပြီးငါထက်2မှတ်ပဲနှိပ်ပါတယ်ဒါဟာမင်းရဲ့မိဘတွေကမင်းကိုဒီမှာထားခဲ့ပြီးကလေးဘသူမှဒီအမှတ်တွေကိုဘယ်တော့မှမကြုံနိုင်ခဲ့ဘူးလို့ပြပြပါတယ်ဒါကြောင့်အခုတရုတ်ကနာမည်ကြီးကျောင်းတလီကျောင်းကမင်းကိုအလဲဘက်ကျောင်းသားဖြစ်ဖိတ်ခါထားတယ်လို့ပြောပါတယ်ဆရာကအနေငယ်စိုးရိမ်ပါမဲ့လူသိများတဲ့သိပ္ပံပညာရှင်ဒေါက်တာကျန်ရဲ့အိမ်မှာနေဖို့နေစီစဉ်ပေးထားပါတယ်လို့ပြပါတယ်အဲ့ဒီအချိန်မှာပဲမြို့ကိုသွားမဲ့ဘက်စကားတစ်စီးရောက်လာပါတယ်တခုခုပြောဖို့ကြိုးစားပေမဲ့သူ့တန်ကသူ့ဆရာစီမရောက်တည်တာပဲဘက်စကားကထွက်သွားတဲ့ကြောင့်ရှောင်းကဘက်စကားနောက်ကိုအမြန်ဆုံးပြေးလိုက်သွားရပါတယ်တစ်ချိန်တည်းမှာပဲတရုတ်စာတင်ကျောင်းမှာကျောင်းရဲ့ကိုခံပညာကလပ်ရဲ့ခေါင်းဆောင်ဖြစ်တဲ့အသက်15နှစ်အရွယ်တိုက်ခွန်တူပါရမီရှင်ယူနန်ကိုတွေ့ရမှာပါသူ့ရဲ့အသက်10နှစ်အရွယ်ညီမေလွန်းရှန်ကသူလေ့ကျင့်နေတာကိုဂုဏ်ယူစွာကြည့်နေပါတယ်အနီးနားမှာကလပ်ရဲ့မန်နေဂျာလန်နဲ့သူမရဲ့ညီလေးပါတို့ရှိပြီးသူတို့နှစ်ယောက်စလုံးကဒေါက်တာကျန်ရဲ့သားသမီးတွေပါယူနန်ကချုံမောပြီးတတ်မှာပါတယ်ယုံကြည်မှုလည်းရှိပါတယ်လန်ကိုတိုင်းအပါဝင်လူအားကလေးစားအားကြရတဲ့ကျွမ်းကျင်တဲ့တိုက်ခိုက်ရေးသမားတစ်ယောက်ပါညီရမှာတာလန်ကယူနန်ရဲ့စွမ်းရည်စိုက်ရည်ကိုပြန်လည်သုံးသပ်ပြီးသူ့ရဲ့အားသာချက်နဲ့အားနည်းချက်တွေကိုရေးမှတ်ထားပြီးဘေးကတော့မုံတွေကိုအဆက်မပြတ်စားနေကြတဲ့ကြောင့်ကအများကြီးမစားနဲ့လို့လန်ကေပြိုင်နာတုံးမှာပဲမကြခင်ကလာခဲ့တဲ့ရှောင်းရင်းကျောင်းသားလေးရောက်လာပြီးသူတို့နဲ့တူတအိမ်ထဲမှာနေမယ်ဆိုတာမောင်နှမနှစ်ယောက်စလုံးသိလိုက်ရပါတယ်အဲ့ဒီအချိန်မှာပဲလန်ကသူမရဲ့အဖေဒေါက်တာကျန်းစီကနေဗီဒီယိုကခေါ်လာခဲ့ပါတယ်အေးကျွန်တော်အလုပ်တွေနဲ့ရှုပ်နေလို့ရဲ့အနေငယ်လောက်အိမ်မှာမနေနိုင်ဘူးနှစ်ယောက်စလုံးကိုဂယူဆိုင်ရမယ်လို့ပြောပါတယ်စိတ်ပြက်လက်ပြက်နဲ့လန်ကအမေဆုံးပြီးကလေးကအေဖာသမီးတို့အတွက်ရှိနေပေးမယ်လို့ကတိပေးထားပေမဲ့အေဖာအမြဲပြင်သွားနေတာနေတိုင်းအသက်စားစားတွေပဲစာရင်နဲ့ကြားရတယ်ပြီးတော့နောက်ကြမှာလဲအိတ်တဲ့ခုအေဖာကနောက်ထပ်ကလေးတစ်ယောက်ကိုပါသမီးတို့နဲ့အတူနေဖို့ပါပို့လိုက်တည်တယ်လို့ပြောပါတယ်ကျန်းကတက်ပြင်းချလိုက်ပြီးမကြခင်မှာအေဖေရဲ့သူတေသနာကိုအပိသက်ပြီးသမီးတို့စီပြန်လာမယ်အဖေသမီးတို့ကိုအထူးလက်ဆောင်တစ်ခုပို့ထားတယ်သမီးရပြီလားလို့ပြပါတယ်ဘေးကမျက်မှောင်ကြုံလိုက်ပြီးအေဖေရဲ့လက်ဆောင်တွေကအမြဲတမ်းအသုံးမဝင်ဘူးလို့ပြပါတယ်ဒီတစ်ခါတော့ကျန်းရဲ့လေတံကလေးနဲ့စွာနဲ့တားလို့မလို့ချင်းပေမဲ့ဒီလက်ဆောင်ကငါရဲ့နှစ်ပေါင်းများစွာသူတေသနာကိုတင်စီထားတယ်လုံခြုံတဲ့နေရာမှာတင်ထားပါလို့ပြပါတယ်လမ်းနစ်ဘေကသူတို့ရဲ့အဖေကနောက်နေတာပဲလို့ထင်ပြီးရိတ်နေကြပါတယ်ဒီလက်ဆောင်ကမကြခင်မှာအရာအလုံးကိုပြောင်းလဲစေမယ်ဆိုတာကိုသူတို့လုံးဝမသိကြပါဘူးအဲ့ဒီအချိန်မှာပဲလက်နက်ကင်ထားတဲ့လူတစုကဒေါက်တာကျန်းစီကိုလာနေတာကိုတွေ့လိုက်ရတယ်တစ်ချိန်တည်းမှာပဲလန်ရဲ့အိမ်မှာတကားခေါင်းလောင်းမိပြီးရှောင်ယူရောက်လာခဲ့ပါတယ်လန်နဲ့ဘေဘကသူ့ကိုနှုတ်ဆက်ဖို့အလုပ်ရှုပ်နေကြပြီးတစ်ဖက်မှာဘာတွေဖြစ်နေလဲဆိုတာကိုရမသိကြပါဘူးတစ်ချိန်တည်းမှာပဲလူဆိုးတွေကတက်ခွဲကန်းထဲကိုဝင်ရောက်ကဒေါက်တာကျန်းကိုဖမ်းဆီးပြီးသူတို့ရဲ့ဗီဒီယိုခေါ်ဆိုမှုကိုပိတ်လိုက်ပါတယ်သူတို့ဟာကျန်းကကဘာကြီးကနေဖုံးကွယ်ထားတဲ့ထိတ်တန်းလူဝက်စီမံကိန်းတစ်ခုဖြစ်တဲ့နိုင်လို့ခေါ်တဲ့အရာကိုရှာဖွေနေကြပါတယ်လူဆိုးတယောက်ကစားပွဲကိုလက်သီးနဲ့ထူပြီးဘယ်မှလဲလို့អော်လိုက်ပါတယ်ဇနီးရဲ့အတန်နဲ့ပြုတ်လုပ်ထားတဲ့ဘာမှထူးခြားတာမရှိပါဘူးကျွန်တော်ကလေးတွေအတွက်ကျွန်တော်လုပ်ခဲ့တာပါလို့ပြောပေမဲ့သူတို့ကသူ့ကိုမယုံကြပါဘူးလူဆိုးတွေကသူ့ကိုရက်ရက်ဆက်ဆက်ရိုက်နှက်ကြတယ်ဒါပေမဲ့ကျန်းကဘာမှမပြောဘူးပါတက်ခွဲကန်းရဲ့ CCTV မှတ်တမ်းကိုစစ်ဆေးတော့မှကျန်းကနိုင်ကိုသူ့အိမ်ကိုပို့ပြီးသွားပြီဆိုတာတွေ့ရှိခဲ့တယ်သူတို့ရဲ့ခေါင်းဆောင်မစ္စတာရှင်ကသူ့လူ2ယောက်ဖြစ်တဲ့ကိုင်နဲ့ဒါကိုအထုပ်ကိုချက်ချင်းယူဖို့အမိန့်ပေးခဲ့တယ်အဲ့ဒီညမှာကိုင်နဲ့ဒါကရုပ်ဖြတ်ပြီးဒေါက်တာကျန်းရဲ့အိမ်ရှက်မှာကားရက်ထားခဲ့တယ်အထဲမှာရီရာရှောင်းကတရားထိုင်ဖို့စူးစမ်းနေပေမဲ့ဘေးရဲ့ဗီဒီယိုဂိမ်းအတန်တွေကသူ့ရဲ့အာယုံစူးစိုက်မှုကိုပြပြစေခဲ့ပါတယ်ကျွန်တော်နဲ့အတူလာကစားပါလို့ဝိဘကေပြတဲ့အခါရှောင်းတိုးဆုံမိနာပဲဝင်လာခဲ့ပါတယ်မကြခင်မှာပဲနှစ်ယောက်စလုံးကညီကိုတွေလိုရင်မောအော်ဟစ်နေကြတယ်လန်ကသူ့အခန်းထဲကအတန်ကိုကြပြီးဒေါသကြီးနဲ့ဝင်လာပါတယ်ဒါပေမဲ့သူမဝင်လိုက်တာနဲ့နေရာသားကဂိမ်းကိုမြန်မြန်ပိတ်ပြီးအိပ်ပျော်နေဟန်ဆောင်နေကြပါတယ်အဲ့ဒီအချိန်မှာရက်ထားတဲ့ကားထဲမှာကိုင်နဲ့ဒါကသူတို့ရဲ့နောက်ထပ်လှုပ်ရှားမှုကိုစီစဉ်နေကြပါတယ်ဒါကဒါများတိုက်တဲ့မျက်နှာဖုံးကိုဝတ်ထားပေမဲ့ကိုင်ကသူ့ကိုတားလိုက်ပါတယ်အခုမဟုတ်လေတပူမနဲ့ဖြန်မနဲ့ကလေးတွေကြောင်းသွားတဲ့အခါမှာငါတို့အထဲဝင်ပြီးယူလိုက်မယ်ဆိုရင်ဘယ်သူမှမသိတော့ဘူးလို့ပြပါတယ်အဲ့ဒီနောက်မှာဒါလန်အိပ်ရဝင်တော့သူ့အဖေပို့လိုက်တဲ့အထုပ်ကိုသတိထားမိလိုက်ပါတယ်သူ့ခန်းထဲကိုယူသွားပြီးဖွင့်လိုက်တဲ့အခါထဲမှာပန်တာဆက်ရုပ်လေးလည်းတရုပ်ရှိပါတယ်ခလုတ်ကိုနှိပ်လိုက်တော့ရုပ်တရက်ပန်တိုင်းလေးကသူ့အမေရဲ့အတန်နဲ့စကားပြောလာပါတယ်ဒေါက်တာကျန်းကအဆင့်မြင့်နည်းပညာကိုထည့်သွင်းထားပြီးသူ့ဇနီးရဲ့အတန်ကိုမှတ်တမ်းတင်ထားတာကြောင့်သူ့ကလေးတွေကိုနှစ်သိမ့်ပေးစချင်ခဲ့တာပါသူ့အမေရဲ့စကားတွေကိုကြားတော့လန်ရဲ့မျက်လုံးတွေမှာမျက်ရည်တွေဝေလာခဲ့ပါတယ်ပန်တိုင်းလေးကစကားဝက်အစ်တစ်ခုသတ်မှတ်ပေးဖို့တောင်းဆိုတဲ့အခါလန်ကချက်ချင်းပဲစကားဝက်အစ်တစ်ခုကိုတိုးတိုးလေးပြောလိုက်ပါတယ်သူမှဘာမှမစင်စားပဲပန်တာကိုသူ့ဘေးမှာထားပြီးအိပ်ပျော်သွားတယ်နောက်တနေ့မနက်မှာရီတာလန်နဲ့အီပါတို့ကကျောင်းကိုသွားကြပါတယ်အဝေးကနေကိုင်နေတာကစောင့်ကြည့်နေကြပါတယ်လန်ရဲ့ကြောဖို့အိမ်မှာချိတ်ဆွဲထားတဲ့ပန်တာကိုတွေ့လိုက်ရပါတယ်လန်ကသူ့မေရဲ့အတန်ပါလာလို့သဘောကျနေပါတယ်ဘယ်တော့မှမထားခဲ့ဘူးလို့သူ့မောက်ကိုသူမကတိပေးလိုက်ထားတယ်
တခိုးနှစ်ယောက်ကခိုးယူကိုအစီအစဉ်တစ်ခုကိုအမြန်လုပ်ကြပါရတယ်။ကျောင်းသွားရင်လန်ကယူနန်နဲ့သူ့ညီမလေးရှန်ကိုတွေ့ကြပါတယ်။ရုတ်တရက်အနောက်ကနေအပြေးလွှားပြေးလာပြီးလူလန်ရဲ့အိတ်ကဘန်တာကိုဆွဲယူပြီးထွက်ပြေးသွားပါတယ်ဒါပေမဲ့အေရှန်ကအရာအလုံးကိုမြင်သွားပြီးချက်ချင်းပဲတခိုးနောက်ကိုအပြေးလိုက်သွားပါတယ်။ယူနန်ရဲ့အကူအညီနဲ့အေရှန်ကဒါကိုမိုးကျိုးပစ်တယ်လို့မြန်ဆန်တဲ့လှုပ်ရှားမှုတွေနဲ့လိုက်ဖမ်းလိုက်ပါတယ်။သူတို့အတူတူဘန်တာကိုပြန်ယူနိုင်ခဲ့ပါတယ်။အဲ့ဒီနောက်ကျောင်းကိုရောက်လာပြီးရှန်ကိုအတန်းထဲကိုဝင်မိတ်ဆက်ပေးပါတယ်။လူတိုင်းကသူ့ရဲ့ကိုရင်ဝစ်စုံကိုတအံ့တောဆိုင်ကြည့်နေကြပါတယ်။မကြခင်မှာပဲကလေးတွေကဒီကောင်လေးတစ်ကကိုခံပညာမှာဘလောက်တော်လဲဆိုတာကိုတီတိုပြောဆိုလာကြပါတယ်။ရှောင်းလဲယူနန်ရဲ့တိုင်ကွမ်ဒိုစွမ်းရည်ကိုအထင်ကြီးလေးစားသွားပါတယ်။အခုတော့လူတိုင်းကေရှောင်းရဲ့စစ်မှန်တဲ့စွမ်းရည်တွေထွက်ပေါ်လာမဲ့နောက်ထပ်အတန်းကိုမဆောင်နိုင်တော့ပါဘူး။ကာယအတန်းမှရှောင်းကသူ့ရဲ့မယုံနိုင်တော့အောင်ပျော့ပြောင်းမှုနဲ့မိုးချိုးပစ်တယ်လို့အမြန်နှုတ်တဲ့လူတိုင်းကိုအံ့အားသင့်စေခဲ့ပါတယ်။သူ့ရဲ့လှုပ်ရှားမှုတွေကအယမ်းမြန်ဆန်ပြီးကြီးကြတာကြောင့်ကာယဆရာတောင်အံ့အားတိတ်ဆောက်ခဲ့ပါတယ်။အတန်းပြီးတဲ့အခိုင်ရှောင်းတဲ့ဒီဘာတို့ကတိုင်ကွမ်ဒိုလေ့ကျင့်ရေးခန်းမှာယူနန်ရဲ့တခြင်းမှုတွေကိုအနီးကပ်ကြည့်ပြီးအထင်ကြီးလေးစားသွားပါတယ်။ရှောက်ရဲ့အကြည့်ကိုတတိထားမိပြီးယူနန်ကပိုပြင်းထန်တဲ့လှုပ်ရှားမှုတွေကိုပြသဖို့ခြေလှမ်းတွေလှမ်းလိုက်ပါတယ်။အဲ့ဒီညမှာပဲအားလုံးအိပ်ပျော်သွားတဲ့အခါကိုင်နဲ့ဒါတို့ကပန်တာကိုခိုးယူဖို့အိမ်ထဲကိုခိုးဝင်သွားကြပါတယ်။ကိုင်ကအရင်တက်သွားပြီးမဲ့စုပင်ပေါ်တက်တက်ကျသွားပါတယ်။သူကနာကျင်စွာညှိတွားပြီးစုတွေနဲ့ဖုံးလွှမ်းနေပါတယ်။ဒါပေမဲ့သူတို့ကရှေ့ကိုတိုးပြီးတိတ်တိတ်လေးအိမ်ထဲကိုဝင်သွားပြီးမဲ့တေရှန်ယူကတော့အိမ်မပြောပါဘူး။သူဟာသူအိမ်မှာယူနန်စောစာကလုပ်ပြခဲ့တဲ့လှုပ်ရှားမှုတွေကိုလေ့ကျင့်နေပါတယ်။ရုတ်တရက်ကျူးကျော်သူနှစ်ယောက်ကိုသူတွေ့လိုက်ပါတယ်။အစပိုင်းမှာတော့သူပုံပြီးသူတို့ကို6လမ်းဖို့လှည့်ကွက်အနေငယ်ကစားပြီးတဲ့နောက်မှာညံများပြီးအပြစ်အနာစာကင်းတဲ့ကိုခံပညာနဲ့ခုံပြန်ကျော်သွားလိုက်ပါတယ်။ရှောင်းကသူတို့နှစ်ယောက်လုံးကိုရိုက်နှက်ပြီးအိမ်ကနေမောင်းထုတ်လိုက်ပါတယ်။ဒါပေမဲ့ရှုပ်ထွေးမှုတွေကြားမှာတကိုးတွေကအစ်စ်လို့ထင်ပြီးမယွန်းတဲ့ပန်တာကိုခိုးယူသွားပါတယ်။သူတို့ဟာပန်တာနဲ့အတူမစ္စတာရှန်စီအေပြေးအလွှားပြန်သွားကြပါတယ်။ရှန်ကကဲအစ်စ်မဟုတ်ဘူးဆိုတာသိလိုက်ရတဲ့အခါဒေါသအကြီးနဲ့မျက်နှာရှုံးမဲ့သွားပါတယ်။ရှန်ကသူတို့ကိုပြင်းပြင်းထန်ထန်အပြစ်ပေးပြီးမင်းတို့ဘယ်လိုလုပ်လဲဆိုတာငါဂရုမစိုက်ဘူး။ငါပန်တာအစ်စ်ကိုငါလိုချင်တယ်။သဘောတူထားပြီးပြီ။ဝယ်သူက3ရက်အတွင်းရောက်မယ်လို့ပြောထားပါတယ်။နောက်တနေ့မနက်မှာကျောင်းသားတွေကတိုင်ကွမ်ဒိုကစားကွင်းမှာပြန်စုပြီးယူနန်ရဲ့လေ့ကျင့်မှုကိုကြည့်နေကြပါတယ်။နရှန်ရှန်ကီနဲ့ပြောင်းရင်ရဲပြီးဒီရှောင်းကအကူနဲ့တိုက်ခိုက်တဲ့နယ်လို့ပြောပါတယ်။တစ်ချိန်တည်းမှာပဲကင်နဲ့ဒါကမိန်းကလေးတွေလိုဟန်ဆောင်ပြီးခိုးဝင်လာပါတယ်။သူတို့ကနောက်မှာတိတ်တိတ်ဆိတ်ဆိတ်ထိုင်ပြီးအချိန်ကောင်းကိုစောင့်နေကြပါတယ်။ပွဲစတင်ပါပြီ။ရှောင်းနဲ့ယူနန်တို့ကွင်းထဲမှာမျက်နှာချင်းဆိုင်တွေ့လိုက်ကြပါတယ်။အားလုံးကစိတ်လှုပ်ရှားစွာဝိုင်းအုပ်နေကြပါတယ်။အာယုံပြက်လွှင့်မှုကိုအခွင့်ကောင်းယူပြီးကင်နဲ့ဒါတို့ကလန်ရဲ့အိတ်စီကိုတွားပြီးပန်တာဆွဲထုတ်လိုက်ကြတယ်။ဒါပေမဲ့ဘေဘကသူတို့ကိုမြင်ပြီးတခိုးတွေလိုအော်ကြပါတယ်။ချက်ချင်းပဲကျောင်းသားအားလုံးလှည့်ကြည့်လိုက်တော့ရှုပ်ထွေးမှုတွေဖြစ်ပေါ်လာပါတယ်။ကလေးတွေကအပြေးလောဝင်ပြီးလူဆိုးနှစ်ယောက်ကိုတိုက်ခိုက်ပြီးသူတို့မှရှိတဲ့ပစ္စည်းတွေနဲ့ရိုက်နှက်ကြပါတယ်။ခမ်းမတစ်ခုလုံးအော်ဟစ်ဆူညံပြီးရှုပ်ထွေးနေပါတယ်။အဲ့ဒီအချိန်မှာကာယဆရာကအလင်းမြန်ဝင်လာပြီးလူတိုင်းကိုရက်ဖို့အမိန့်ပေးလိုက်ပါတယ်။ရှုပ်ထွေးမှုတွေကြားမှာကင်နဲ့ဒါထွက်ပြေးနိုင်ခဲ့ပါတယ်။မကြခင်မှာပဲရဲတွေရောက်လာပြီးလန်ကအဲ့ဒီတခိုးတွေကကျမရဲ့ပန်တာကိုခိုးသွားတယ်လို့ရှင်းပြပါတယ်။ရဲတွေကပန်တာရဲ့ပုံစံနဲ့တန်တရားရှိသူရဲ့အသေးစိတ်အချက်လက်တွေကိုမမြန်ပြီးစိတ်မပူပါနဲ့လို့သူမကိုအာမခံပါတယ်။သမီးရဲ့ပန်တာကိုမကြခင်ပြန်ရှာတွေ့လိမ့်မယ်လို့ပြခဲ့ပါတယ်။နောက်ပိုင်းမှာကျောင်းသားအားလုံးခမ်းမကိုအတူတူတန်ရှင်းရေးလုပ်ကြပေမဲ့ရှောင်းယူလန်ယူနန်နဲ့ပြပါတို့ကတခိုးတွေကိုသူတို့ဘာသာခြေရခံဖို့တိတ်တဆိတ်စီစဉ်ကြပါတယ်။တစ်ချိန်တည်းမှာမစ္စတာရှန်ရဲ့ပုံအောင်ရနေရာမှာတော့ပန်တာအစ်စ်ကိုနောက်ဆုံးတော့ယူလာနိုင်ခဲ့ပါတယ်။ဒေါက်တာကျန်ကတော့ခတ်ထားတဲ့ပန်တာကိုစကားဝတ်ထားတဲ့လန်တယောက်ထဲသာသိတယ်ဆိုတာကိုသိနေပါတယ်။ရှန်ကအနားကိုကပ်လာပြီးစကားဝတ်ကပါလဲလို့ယူမလိုက်ပါတယ်။ဒေါက်တာကျန်ကကျွန်တော်မသိဘူးလို့ခိုင်းမှစွာနဲ့ပြန်ဖြေပါတယ်။ရှန်ရဲ့အဖွဲကပန်တာကိုဖွင့်ဖို့အချိန်ချင်းစူးစမ်းပေမဲ့ဘာမှအလုံးမဖြစ်ပါဘူး။ရှန်ဒေါသထွက်လာပါတယ်။ပန်တာတွေကလှုပ်ဝက် program ကဒေါ်လာ1000တန်ပေမဲ့လော့ဖွင့်လို့မရဖြေနာပါတယ်။ပန်တာပြောက်သွားတာ2ရက်ရှိပြီးနိုင်ရဲတွေကလန်ကိုဒါတွေအားလုံးရဲ့နောက်ွယ်မှာဂိုင်းကြီးတစ်ခုရှိနေတယ်လို့ငါတို့တိုးယုံကြည်တယ်။သူတို့ကိုခြေရခံဖို့စူးစမ်းနေတယ်လို့ပြောပါတယ်။မစ္စတာရှန်ကနိုင်ပေါင်းများစွာစူးစမ်းနေပေမဲ့ပန်တာကိုလော့ဖွင့်ဖို့ညှင်းဆန်လာခဲ့တယ်။စိတ်ပြက်လက်ပြက်ကိနဒေါသအဖြစ်ပြောင်းလဲသွားပြီးစကားဝက်ကိုမေးပြပြတဲ့ဒေါက်တာကျန်ကိုအချိန်ချင်းရိုက်နေလာပါတယ်။ဒီချိန်မှာဒေါက်တာကျန်ရဲ့ဖုန်းထဲမှာအတန်မက်ဆေ့တစ်ခုဝင်လာတယ်။လန်ကအေးသမီးမွေးနေ့မှာပါတီက6နာရီမှစမယ့်အချိန်မီအိမ်ပြန်ရောက်ပြီးအောင်လာဖို့သူမကမက်ဆေ့ပို့ထားပါတယ်။အဲ့ဒီနောက်ရှန်ကအေးစစ်စစ်ပြုံးလိုက်ပြီးသမီးကိုပြန်ပေးဆွဲပြီးစကားဝက်ကိုအဖေစီကနေအတင်းကြီးတောင်းရမယ်လို့ပြောပါပြီ။လန်ကိုချက်ချင်းဖမ်းဖို့အမိန့်ပေးလိုက်ပါတယ်။အဲ့ဒီညနေမှာယူနန်ဘေးရှောင်းနဲ့ရှန်ရှန်တို့ကဈေးထဲမှာမိုးနေလက်ဆောင်ဝင်နေကြပါတယ်။အိမ်ပြန်ရောက်တော့လန်နဲ့သူတို့တွေပါတီပွဲလုပ်ဖို့ပြင်ဆင်နေတော့မှမက်ဆေ့တစ်ခုတုံ့ပြန်လာပါတယ်။အဖေပြင်မှာရောက်လာတယ်။လန်ကတကားစီကိုပြေးသွားပေမဲ့အနက်ရောင်ကားတစ်စီးရပ်ထားပါတယ်။အထဲမှာရှန်ရဲ့လူတွေထိုင်နေပြီးဒေါက်တာကျန်ကကျိုးနဲ့တုတ်ခံထားရပါတယ်။လန်ကတန်တရားနဲ့အနီးကိုကပ်လာတဲ့အခါရုတ်တရက်ဒေါက်တာကျန်ကလန်နေပြေးလို့អော်လိုက်ပါတယ်။သူမမထွက်ပြေးနိုင်ခင်မှာပဲလူဆိုးတယောက်ကလန်ကိုဖမ်းလိုက်ပါတယ်။လန်အော်ဟစ်အကူညီတောင်းလိုက်တဲ့သူမရဲ့အတန်းကမလန်းမကန်းကယူနန်နဲ့ရှောက်တို့ကိုကြာပြီးကူညီဖို့အပြေးလွှားသွားကြပါတယ်။လူဆိုးကြီးတယောက်ကတကားကိုဆွဲဖွင့်ပြီးရှောင်းကိုတိုးထုတ်လိုက်တဲ့အချိန်မှာရှောင်းကားစီကိန်းနာလွင်းထွက်သွားပါပြီးလဲကျသွားပါတယ်။ယူနန်ကအဲ့ဒီလူဆိုးကြီးကိုတိုက်ခိုက်ခဲ့ပေမဲ့အဲ့ဒီလူကကျွမ်းကျင်တဲ့တိုက်ခိုက်ရေးသမားဖြစ်တာကြောင့်ယူနန်ကိုရိုက်နှက်ပြီးကိန်းနာကားနဲ့မောင်းထွက်သွားပြီးဒေတာလန်ကိုပြန်ပြီးဆွဲသွားခဲ့ပါတယ်။သူတို့လက်မလျှော့ပဲနဲ့ယူနန်ကရှန်ကိုရဲခေါ်ဖို့ပြပေးနာပြီးရှောင်းနဲ့အတူကာရီနာကိုတိတ်တဆိတ်လိုက်သွားကြပါတယ်။ဘေးလဲဘယ်သူမှမသိအောင်တိတ်တိတ်လေးလိုက်ပါသွားပါတယ်။လူဆိုးတွေကဒေါက်တာကျန်တဲ့လန်ကိုမစ္စတာရှန်ရှိပစ်ချလိုက်ပြီးနှစ်ယောက်စလုံးကိုထိုင်ကုန်တွေမှာကျိုးနဲ့ချီနှောင်ထားပါတယ်။ပြီးနောက်မစ္စတာရှန်ကလုံရဲ့လေချောင်းကိုဓာတ်နဲ့ချိန်ပြီးကြံကိုပြလိုက်ပါတယ်။စကားဝက်ကိုပြောပါမဟုတ်ရင်မင်းသမီးတရားလိမ့်မယ်လို့ပြပါတယ်။လန်ကကြောက်လန့်တကြားနဲ့ပြန်အားလိုက်ပါတယ်ဘယ်စကားဝက်လဲ။လန်စကလုံးတွေကတခုခုကိုနှိုးဆော့ပေးလိုက်တယ်လို့ဖြစ်သွားပါတယ်။ပန်တာလေးတွေကချက်ပြားမှာအာယုံခံကလေးရတခုကလန်ရဲ့အတန်ကိုနားလည်ခံစားနေပါတယ်
အဲ့ဒါဟာအတန်ကိုမှတ်မိဖို့ program ရေးထားတာပဲဖြစ်ပါတယ်လန်ရဲ့အတန်တိုတိုလေးတစ်ချက်နဲ့အယုတ်ကသူ့အလိုလိုပွင့်သွားတယ်မစ္စတာရှန်ရဲ့မျက်နှာကအောင်ပွဲခံတယ်လို့တောက်ပသွားပြီးမရှင်ပြီးပြီလို့သူထင်ခဲ့ပါတယ်ကျန်ရဲ့မျက်နှာကညှိုးငယ်သွားပြီးလန်အတွက်စိတ်သက်သာရရသွားတယ်အပြင်ဘက်မှာကင်တဲ့ဓာတ်တို့ကစောင့်ကြည့်နေကြပါတယ်ဒါကရေချိုးခန်းသုံးဖို့ခြေလမ်းပြင်လိုက်ပါတယ်ရှောင်ယူနဲ့ယူနန်ကသူ့နောက်ကနေခိုးဝင်ပြီးသူ့ကိုတွန်းထုတ်လိုက်ပါတယ်ရှောင်ယူကကင်ကိုအပြင်ကိုဆွဲဆောင်ပြီးဒေနမြက်မြက်အိတ်တော်စီလိုက်ပါတယ်ဝယ်သူတွားရောက်လာပြီးတာနဲ့တာကအီချီဆန်ကငွေလွှဲဖို့လုပ်နေတဲ့အခါမှာရုတ်တရက်အပြင်ကနေအတန်တစ်ခုထွက်လာပါတယ်ဒါကူရှန်ကတန်တရားတူးညင်သွားပြီးသူ့လူယုံတယောက်ကိုစစ်ဆေးဖို့ဆေးလွတ်လိုက်ပါတယ်ဒါပေမဲ့ရဲရင်ပြီးပါနဲ့တဲ့တွေဘကအဆောက်အဦတွေကိုခိုးဝင်သွားပြီးငွေလဲမှုတစ်ခုလုံးကိုစောင့်ကြည့်နေပါတယ်ဝယ်သူရဲ့လက်တော့ငွေလွှဲမှုမပြီးခင်တိတ်တစိတ်တွေဘကကွန်ပျူတာစီတို့ခိုးဝင်သွားပြီးမတိမတိလို့အကောင့်နံပါတ်ကိုပြောင်းလဲလိုက်ပါတယ်ထို့နောက်သူသည်မမြင်ရတော့အရေးထဲသို့ပြန်ဝင်သွားပါသည်အပြင်ဘက်တွင်မစ္စတာရှန်၏လူများထဲမှတဦးကအတန်ကိုစစ်ဆေးရန်ထွက်လာခဲ့တဲ့အခါမြေပြင်ပေါ်တွင်မေ့မျောနေသောကင်ကိုတွေးလိုက်ရပါတယ်အားတင်သွားပြီးဒါစီတို့ပြေးသွားတော့လဲသူမတုတ်ပြန်နိုင်ခင်တွင်မှပဲယူနန်နဲ့ရှောင်းတို့ကနောက်မှတိုက်ခိုက်လိုက်ပါတယ်သူတို့၏လှုပ်ရှားမှုများသည်မြန်ဆန်ပြီးတိကျတဲ့အတွေ့အကြောင်းခဏတွင်မှအဆောက်များရှင်းသွားပါတော့တယ်ယူနန်ကလောက်တို့ဆုပ်ပြီးလန်ကိုကဲတင်ပါဟုအော်ပြောလိုက်ပါတယ်အထဲတွင်မစ္စတာရှန်နှင့်တာကအီချီဆန်တို့၏သဘောတူညီချက်ပြပြသွားပါတယ်တာကအီချီဆန်ကင်ကလွယ်ပြီးဖြစ်တော်လဲငွေကမစ္စတာရှန်ရဲ့အကောင့်သို့မရောက်ရှိသေးတာပါဒါကြောင့်တင်းမာမှုများလင်းမြန်စွာမြင့်တက်လာပြီးလူနှစ်ယောက်စလုံးဒေါသတကြီးငင်းခုန်နေကြပါတယ်မစ္စတာရှန်ကငွေမပေးတဲ့အတွက်ပန်တာကိုလွှဲပြောင်းပေးရန်ညှင်းဆိုခဲ့ပါတယ်တစ်ချိန်တည်းမှာပဲပေပါကတိတ်တဆိတ်သူတို့နောက်ကိုတွားသွားပြီးသူ့အဖေနဲ့အမကိုကျိုးဖြေရန်ကြိုးစားတော့လဲအတန်တခုကမစ္စတာရှန်ရဲ့နားထဲသို့ဝင်လာခဲ့တာဒီကြောင့်လင်းမြန်စွာလှည့်လိုက်ပြီးပေပါကိုတွားပြီးဖမ်းလိုက်ပါတယ်ထိုအချိန်တွင်ရေရှောင်ကတကားကိုဖောက်ထွက်လိုက်ပါတယ်မစ္စတာရှန်၏လူများနဲ့တာကအီချီဆန်၏အေးဆောင်များကေရှောင်ကိုအပြေးလောဝင်ရောက်တိုက်ခိုက်တော်လဲရေရှောင်ရဲ့မိုးကျိုးတပွဲရှောင်လင်စွမ်းအားနဲ့တယောက်သူတို့အားလုံးကိုအနိုင်ယူလိုက်ပါတယ်ဘေကသူ့အဖေနဲ့လန်ကိုလွတ်မြောက်အောင်လုပ်နိုင်ခဲ့ပြီးနောက်ဆုံးတွင်သူတို့အားလုံးအနေနဲ့မှလွတ်မြောက်ခဲ့ကြပါတယ်အခန်းထဲတွင်ရှုပ်ထွေးမှုများပြည့်နေပြီးမစ္စတာရှန်တာကအီချီဆန်နဲ့ဒေါက်တာဂျန်တို့သည်ပရိုဂရမ်တက်တာအတွက်ရန်ဖြစ်နေကြပါတော့တယ်လန်နဲ့ဘေဘာတို့ကေရှောင်တဲ့ပူပေါင်းကဂျန်လူဆိုးများကိုတိုက်ခိုက်ရန်ကူညီပေးခဲ့ကြပါတယ်ခဏတာအတွင်းလူတိုင်းမိဘတွေမှာပန်းသွားတော့လဲမစ္စတာရှန်ကပရိုဂရမ်တက်တာကိုယူကာထွက်ပြေးခဲ့ကြပါတယ်ရှောင်ယူနဲ့အခြားသူများသည်သူ့နောက်သို့လိုက်လာခဲ့ကြတယ်အပြင်ဘက်မှာယူနန်တဲ့မစ္စတာရှန်ရဲ့လူယုံနဲ့ရက်ဆက်စွာတိုက်ခိုက်နေစေဖြစ်ပါတယ်ပြီးနောက်မစ္စတာရှန်ကရောက်ထွက်ပြေးနေစဉ်အားလုံးကိုတားဆီးထားရန်သူ့ကိုအမိန့်ပေးခဲ့ပါတယ်ရှောင်းဒီအဲ့ဒီလူဆိုးနဲ့တိုက်ခိုက်ဖို့ဖြစ်လာပေရတယ်။ရှောက်ကသူ့ဆရာရဲ့တင် जा ပေးခဲ့တဲ့မြကိုတတိယကအသက်ပြင်းပြင်းရှုလိုက်ပါတယ်ထို့နောက်ပြင်းထန်သောထိုးနှက်ချက်တစ်ခုကိုထုတ်လိုက်ပြီးထိုလူကိုမြေပြင်ပေါ်သို့လည်းကျေဆခဲ့ပါတယ်။တစ်ချိန်တည်းမှာမစ္စတာရှန်ကချော်လဲပြီးလေးလံသောတက်တာများပြုတ်ကျလာပြီးအောက်မှာဖိမိနာပါရတယ်။ဒေါက်တာဂျန်ကသူ့ရဲ့တက်တာကိုပြန်ယူနိုင်ခဲ့ပါတယ်။ထို့နောက်ရဲများရောက်လာပြီးလူဆိုးများကိုချက်ချင်းဖမ်းဆီးလိုက်ပါတယ်။အရာအလုံးဘေးကင်းလုံခြုံသွားပြီးရှောင်းနဲ့ယူနန်တို့အားလုံးအဆင်ပြေပါစွာနဲ့ဒဏ်ရာရနေပေမဲ့ပြုံးနေကြပါတယ်။ဒေါက်တာဂျန်ကသူ့ကလေးတွေကိုတင်းတင်းကျပ်စွာဖတ်လိုက်ပြီးအခုကစပြီးအဖေဘယ်တော့မှသမီးတို့ကိုနေရောက်ထဲမထားခဲ့တော့ဘူးလို့ပြောလိုက်ပါတယ်။လန်ကလည်းမျက်ရည်တွေကြားကနေပြုံးပြီးတော့အဖေနဲ့ဘယ်တော့မှမခွဲတော့ဘူးလို့ပြောလိုက်တယ်ပါ။ကျောင်းရဲ့နှစ်ပတ်လည်ကွဲကိုဆက်သွားရအောင်ပါဗျ။ရှောက်ယူနဲ့ယူနန်ကရဲတွေကိုအလိုရှိနေတဲ့ရာဇဝတ်ကိုင်းတစ်ခုကိုဖမ်းဆီးဖို့ကူညီပေးခဲ့တဲ့သူတို့ရဲ့ရဲစွမ်းတက်တီအတွက်ဂုဏ်ပြုခံဖို့စင်မြင့်ပေါ်မှာရှိနေကြပါတယ်အားလုံးက။တကြောင်လုံးကိုပို့ပြီးစူးစမ်းပြီးလေ့ကျင့်ဖို့ပိုခိုင်မာတဲ့ယုံကြည်မှုရှိဖို့အတွက်လက်တီးတွေနဲ့တာမကနှလုံးသားတွေနဲ့ပါတိုက်ခိုက်ဖို့လှုပ်ဆော်ပေးခဲ့တဲ့ရှောင်ယူအတွက်ဂုဏ်ပြုကြိုဆိုကြရင်လည်းပြီးပါပြီဗျ။ဒီဇလန်မီလကမိတ်တွေစွာတို့ကြိုက်နေတတ်မယ်လို့ထင်နေကြ။နောက်ဗီဒီယိုတွေကြည့်ရဖို့အမှတ်လေးတွေချစ်ခဲ့ကြပါဦးဗျ။ Bye bye.